အဲ့တော့ဒီနေ့က48 49 50ပုတ်ပေါ့နော်다음을 읽고 물음에 답하십시오. 아빠로 팟비로 미라리고 피비암. ဆိုတော့ဒီမှာကပု္ပ္စာကဖတ်မှာတော့စာပိုက်ကတစ်ပိုက်သေးပဲဒါပေမဲ့မိကွန်းဖြေရမှာက3ခုဖြေရမယ်48 49 50အဲ့တော့ပထမအဆုံးကိုကအချိန်မရဘူးဆိုလို့ရှိရင်ဒီကွက်လက်ရှိတဲ့စာကြောင်းပေါ့နော်အခုဒီမှာဒီကွင်းစောက်ကွင်းပိတ်လေးရှိတဲ့ကွက်လက်ရှိတဲ့စာကြောင်းကိုအရင်ဖတ်ပြီးတော့မှအဲ့ဒီ48က49ကနေပြီးအရင်စပြီးတော့ဖြည့်ကြည့်အကယ်၍ဒီစာကြောင်းကိုဖတ်လို့မှကိုကအဖြေမရသေးဘူးဆိုရင်သူ့ရှေ့မှာရှိတဲ့စာကြောင်းတစ်ကြောင်းရယ်သူ့ရဲ့နောက်မှာရှိတဲ့စာကြောင်းတစ်ကြောင်းရယ်ကိုဖတ်ပြီးမှအဖြေအရင်ရှာကြည့်နော်ဘာလို့လဲဆိုတော့စာပိုက်တစ်ပိုက်လုံးဖတ်ဖို့တော့တစ်ခါတလေမှာအချိန်မရတာတွေလည်းဖြစ်နိုင်တယ်နောက်တစ်ခုကဒီ48 49 50ကတော့ပွင့်လင်းပြောရင် level 5 6အဆင့်ရှိတဲ့အဆင့်ကိုလိုချင်တဲ့ကလေးတွေတော်တော်များများဖြေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုစာဖတ်နာတဲ့ကလေးတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ဗောနော်အဲ့တော့အချိန်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ तू ကမလောက်မှဆိုးတယ်ဆိုလို့ရှိရင်သူ့ရဲ့ရှေ့တစ်ချောင်းသူ့ရဲ့နောက်တစ်ချောင်းကိုမဖတ်ပြီးတော့ကိုကအကြမ်းမြင့်ဖြေနိုင်အောင်လို့ပေါ့နော်လုပ်ကြည့်ဒါပေမဲ့ 목적 လို့ခေါ်တဲ့ရည်ရွယ်ချက်ကိုဖြေတာနဲ့ဒီစာပိုက်ကမှန်တယ်မှားတယ်ဆိုတဲ့အချက်ကိုဖြေဖို့48နဲ့50ကိုဖြေနိုင်ဖို့အတွက်ကတော့ဘာလို့ရမလဲဆိုရင်ဒီစာပိုက်တစ်ပိုက်လုံးကိုဖတ်မှပဲအဖြေကရှာလို့ရမှာပေါ့နော်အဲ့ဒီချက်တော့ရှိမယ်ဆိုတော့ပထမဆုံးအနေနဲ့မိကွန်း49မိကွန်းလေးကိုကြည့်ကြည့်မယ်နော်အဲ့တော့ကွက်လက်ထဲမှာထည့်ပေးရမယ့်စကားအနေနဲ့အသင့်တော်ဆုံးစကားကိုရွေးပြရမယ်ဟုတ်ပြီနော်โอเค보자그러면 지난 5월 삐게의 나라 바이마 전자서면법 로컬의 일렉트로닉 디 lemma 도진 뭐ဖုန်းတွေမှာဆိုလို့ရှိရင်ခုနောက်ပိုင်းဆိုလို့ရှိရင် Google ပဲဖြစ်ဖြစ်ပေါ့နော်တခြားဒီ website တွေဝင်တာပဲဖြစ်ကိုဘယ်သူဘွားဖြစ်တယ်ဆိုတဲ့အကြောင်းကိုအရင်တော့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့နာမည်ဖြည့်ရတယ် email လိပ်စာဖြည့်ရတယ်ဖုန်းနံပါတ်ဖြည့်ရတယ်เนาะအဲ့လိုပုံစံမျိုးနဲ့ဆိုတော့အဲ့လိုမျိုးဖြည့်တဲ့ Hotmail pop လို့ခေါ်တဲ့ဒီလက်မှတ်ထိုးပြီးတော့ဝင်ရတဲ့ sign in ဝင်ရတဲ့စနစ်တီကိုအစားသူကခဲချောင်းလို့ခေါ်တဲ့ပြန်လဲပြင်ဆင်ရေးဆွဲဖို့မူချမ်းတင်သွင်းတာဒီခုခွဲထုံးကွာလို့ခေါ်တဲ့လွတ်တော်ကနေအတည်ပြုလိုက်ပြီအဲ့တော့ပြောင်းလဲခွင့်ရှိသွားပြီဆိုတော့ going engine ဆောလို့ခေါ်တဲ့ကိုယ့်ရဲ့ဒီကိုရေးချက်လက်တွေကိုထည့်ပြီးတော့เนาะဒီ ID card ဒါမှမဟုတ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အချက်လက်တွေကို digital 신분증လို့ခေါ်တဲ့ online တို့ internet ကနေတဆင့်ဒီအကိုအတိမတ်ကိုဘယ်သူဘွားဖြစ်ကြောင်းကိုအတိမတ်ပြုဖို့အတွက်ကိုထည့်ရတဲ့အချက်လက်တွေကဖဲကြီးတယ်မျိုးဆိုဖြတ်သိမ်းလိုက်ပြီးတဲ့နောက်မှာရှင်းချဲချောင်းဖို့လို့ခေါ်တဲ့မိမိရဲ့ရှင်းချဲဆိုတာကိုယ့်ရဲ့ခန္ဓာကိုယ်အဲ့တော့မိမိရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုဘာထန်းကိုအခြေခံပြီးတော့ဘိုးနင်းဟွာကန်ကိုဘယ်သူဘွားဖြစ်ကြောင်းဆိုတာကိုအတီးပြုတ်ဖို့နီလန်းနီခါနင်းငန်အစင်ပြေလာပြီးတဲ့နောက်ပိုင်းဖြစ်နိုင်လာပြီးတဲ့နောက်ပိုင်းမှာစိန်ချဲ engine လို့ခေါ်တဲ့မိမိရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုအသုံးပြုပြီးတော့ကိုတက်တည်ပြရတဲ့เนาะအချက်တွေကပို့ပြီးတော့စိတ်ဝင်စားမှုတွေများလာတော့စိန်ချဲ engine ဆိုတာဘာလဲအကယ်၍ဒီနေရာမှာလေစိန်ချဲ engine ဆိုတာဘာမှမသိဘူးဆိုလို့ရှိရင်အဲ့ဒါကိုအတင်းကြပ်မစင်စားနဲ့တို့ရဲ့နောက်မှာရှင်းပြနေတဲ့စလုံးတွေရှိတယ်အခုဒီမှာဆိုစိန်ချဲ engine ကြီး 관심을 끌고 있다. 생산물이고 쇠상라. 에러 또의 나오마 또 변 신비하다. 생체 인증은 에러 칸하고 세바이니고 똥뷰비로마 인증. identify load 너디 닐란스야 발레소이 인간의 생물학적 루다리의 지와비라 사이야 아차디가니 비로마 행동적 뷰무 특징 투자재 디가니 뜻은 특징을 통해 투자재 디가니 뜻은 사람을 인식하고 루리고 어디가 아띠마 뷰비로 신원을 파악하는 신원을 거래 미미고고 identify load 신원을 파악하는 기술이다. load 닐란피드. 에러 신체에서 카나고마 직접 정보를 다이아인의 이 정보로 거래 첼라디고 비싼나이네 카나고 생체 인진 바이오메트릭 디화시래 바콜래 바이오메트릭 authentication ပေါ့နော်အဲ့တော့ခန္ဓာကိုယ်ကနေပြီးကိုယ့်ရဲ့အချက်လက်တွေကိုပြောပြနေတဲ့ဟာတွေရှိတယ်အဲ့ဒါကဘာတွေလဲဆိုလို့ရှိရင် 지문 လို့ခေါ်တဲ့လက်ဝေယဒါကြောင့် 지문 인식 လက်ဝေယကိုတိမှတ်ပြုမယ် 얼굴 인식 လူတွေမှာတယောက်နဲ့တယောက်ရဲ့ဖွဲ့စည်းပုံမတူတဲ့အခါမှာမျက်နှာကို face identification ရှိမယ်ပြီးလို့ရှိရင် 홍채 망막 လို့ခေါ်တဲ့မျက်လုံးပြီးမျက်ကြည်လွှာဒါတွေကိုအတိမတ်ပြုမယ်ပြီးရင် 손 모양 လို့ခေါ်တဲ့လက်ရဲ့အနေထားအောင်မှမူတည်ပြီးတော့သူတို့အတိမတ်ပြုမယ်ပြီးရင်ချောင်းမက်လို့ခေါ်တဲ့တွေးခုံနှုံးနေเนาะဒီတွေးခုံနှုံးတွေကနေတဆင့်သူကနေအတိမတ်ပြုမယ်စတဲ့မဲဦးထားရငါတာနီလန်းတွေကအတော်ကိုစုံလင်ပါတယ်
이 같은 생체 인증의 가장 큰 장점. 에러 딜로묘 카나고세 바이니고 똥뷰 비러 디고 아이덴티파이 로야의 닐란이 아다 제가 발레수인 까띠로묘 카드와 같은 신분증 고의 까띠 빌로신 맛봉니까 나이나 비군 까띠 다리 필요 없다는 점입니다. 멜로 아부소를 제배피래. 또한 답이 다른 사람이 대신할 수도 없으므로 잘 두디야가 꼬에 고자 레보야 네빌로미야오 며칠로 파빌로미야의 애twe장물로 뽑이러 안전하며 또 아니에게네 사용자 똥뷰의 둘이 니네가래 자신의 정보 꼬에 첼레디고 도용당하다를 거래 도수라가디냐마 도난 코유진 너어 디 코유 비로마두가 사용 똥뷰 칸야지 코유 똥쇠무 칸야진가 니 비로마 불안함로 거래 소인 부반지아리고 떠칠 수 있어서 쇼차나이네 애들자모 걱정 없이 세이부지야말로베네 이용할 수 있다. 똥뷰 나이마에 답이매 하지만 상처 카나고마 다야르쿠구야람유 병 여가장 빈 선천성 결손로 거래 무이아바 초인제디 장ဖြစ်တဲ့ no အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှအဲ့တော့မွေးရာပါချိုရင်းချက်တွေနဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့ဟုတ်ပြီနော်ဒီစာအကြောင်းလေးတစ်ချက်မှတ်ထားမယ်အဲ့တော့အဲ့ဒီလိုစာရာမဝီဟန်ဒေယာနီသူတို့တွေနဲ့ပတ်သက်တဲ့ဖြည့်ရှင်းနီလန်းတွေကိုတော့ဖြီးလို့ဟာတာလိုအပ်ပါတယ်또한 답인 생체 인증 정보는 비밀번호처럼အဲ့တော့ ခနာကိုစိတ်ပိုင်းတွေကိုအသုံးပြုပြီးတော့ identify လုပ်တဲ့အခါမှာဒီဘီမီဘောနိုလို့ခေါ်တဲ့လျှို့ဝှက်နံပါတ်တွေလိုမျိုးပဲ password တွေလိုမျိုးမိမိသဘောကျဂိမ်းရှင်းနာနေ것이 불가능하기 때문에အဲ့တော့ကိုယ်စိတ်တိုင်းကျပြုပြင်ပြောင်းလဲပြီးတက်တန်းတိုးပြီးသွားပြီဆိုရင်သူတို့ကိုပြန်လဲပြုပြင်ရတာကရမယ်ဆိုရင်မဖြစ်နိုင်တဲ့အတွက်ကြောင့်한번 복제되면အကယ်၍များကိုယ့်ရဲ့လက်ပွေရာကိုယ့်ရဲ့မျက်ကြည်လွှာဟာသူများကနေပြီးပုံတူကူးချပြီးပြီဆိုရင်တော့안정성을 회복하는 것이 불가능할 수도 있다. ဆိုတော့ကိုယ့်ရဲ့အနေရကင်းရှင်းမှုကိုပြန်လည်ရရှိဖို့အတွက်ကတော့မဖြစ်နိုင်တဲ့ 불가능할 수도 있어. မဖြစ်နိုင်တာရှိတဲ့အတွက်ကြောင့်치명적인 문제로 거래 소요할의ပြဿနာကို 가지고 있다. 유상라 리에ရှိပါတယ်. 이런 상황에서 딜로အခြေအနေမှာ 피해자가 발생하지 않도록 딜로면 닌나들이 심을라나요. 하기 위해서는 로프 어떨까로 생체 인증 절차로 거래 딜로 카나고 세바이니고 어떤 뷰 비로마 아띠마 뷰야레 닐란스니네 빠떼 비로마 보완 대책 보완 수라가 네고시비다 무아라리고 뺨레 탑도 비로 까무아 롯데 무아라리 반드시 대자바 마련되어야 한다. ပြဋ္ဌာန်းရမှာဖြစ်ပါတယ်ဆိုပြီးမှဒီစာပိုက်ကပြောထားတယ်ဆိုတော့တို့ကပထမအဆုံးအနေနဲ့50နဲ့49တစ်ချက်ကြည့်ကြည့်အောင်เนาะဆိုတော့ဒီကွက်လက်ထဲမှာထည့်ပေးရမယ်ဟာဆိုတော့ကွက်လက်ရဲ့ကိုဖြည့်တဲ့အခါမှာရှေ့နဲ့နောက်ကိုတိတိကျကျဖတ်မယ်ဒီမှာသူကပြောထားတယ်ဆိုတော့자신의 정보를ကိုယ့်ရဲ့အချက်လက်တွေကိုဒီမှာเนาะ상처 여가ပြီးလို့ရှိရင်ဒဏ်ရာပြီးရင်မွေးရာပါချို့ယွင်းချက်အဲ့ဒီမွေးရပါချိုးရင်းချက်တီကြောင့်အားနည်းချက်ရှိတဲ့ဒူတွေလို့ပြောရတယ်အဲ့လိုလူတွေဒီဘလို့လူတွေလဲ생체 인식이 불가능한ခနာကိုရဲ့စိတ်ပိုင်းတွေကိုအသုံးပြုပြီးတော့အတိမတ်ပြုဖို့ခက်ခဲတဲ့မဖြစ်နိုင်တဲ့ဒူတွေနံပါတ်2 신분증을 만들 수 없는 신분증로 거래 맞봉님과မပြုတ်လောက်နိုင်တဲ့ဒူတွေနံပါတ်3 공인 인증서 발급이 힘든 에러디 공인 인증서로 거래 디지털 신분증 에러 인터넷 간에 온라인 간에 비로만 맞봉된 로포 발급로 거래 톡비부 캐케레 두레 ንም발리 개인 정보를 공개할 수 없는 꼬예 드고이 사야 꼬예 첼레디고 공개할 수 없는 마토피아 나인의 두리 마뼈피아 나인의 두리 소로 소소가 시마 뼈게라가ခနာကိုမှာယောဂကြောင့်ဒါမှမဟုတ်ရင်မွေးရပါချိုးရင်းချက်တွေကြောင့်အဲ့တော့မဖြစ်နိုင်တဲ့သူတွေလို့ပြောတဲ့အတွက်생체 인식이 불가능한မဖြစ်နိုင်တဲ့သူတွေဖြစ်တဲ့အတွက်ခနာကိုအစိတ်ပိုင်းတွေကိုအသုံးပြုပြီးတော့မှအတိမတ်ပြုခြင်းခံရဖို့ခက်ခဲတဲ့သူတွေလို့ပြောမယ်ဆိုရင်정답은 저는 개인적으로 1번이라고 생각합니다.
Okay ဒါဆိုရင်နောက်တစ်ခုကြည့်အောင် now 48ကကြတော့ဒီအပေါ်မှာစောစောကဖတ်ပြသွားတဲ့စာပိုက်ကိုဒီစာရေးတဲ့သူကသူရေးထားတဲ့မုတ်ကြော့ရည်ရွယ်ချက်နဲ့တင့်တော်တဲ့အရာကိုရွေးပြရမယ်ဆိုတော့နံပါတ်1 생체 인증의 도입을 အဲ့တော့ 생체 도입ဆိုတာကမိတ်ဆက်အဲ့တော့လူခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုအတိမတ်ပြုပြီးတော့เนาะဒီသူ့ရဲ့ဒီမူဝါဒပေါ့เนาะမူဝါဒကိုမိတ်ဆက်ခြင်းကို역설하기 위해서အဲ့တော့역설하다ဆိုတာကပြောမယ်ဆိုလို့ရှိရင်အရေးကြီးတဲ့အတွက်ကြောင့်မလို့သူဒီ 강력하게 주장하다는 뜻이에요. 강력하게 အဲ့တော့ပြောမယ်ဆိုလို့ရှိရင် 아동 콘사인의 두가 주장 เนาะသူ့ရဲ့ 도입 လို့ခေါ်တဲ့ introduction မိတ်ဆက်မှုကိုသူက 아동 콘사인의 두가ဒီထောက်ခံပြီးတော့ပြောဆိုနေတယ်ဆိုတဲ့သဘောနောက်နံပါတ်2 생체 인증의 적용 가능성 အဲ့တော့ 적용 လို့ခေါ်တဲ့လူခန္ဓာကိုယ်စိတ်ပိုင်းတွေကိုအသုံးပြုပြီးတော့မှအတိမတ်ပြုတဲ့เนาะဒီနီလန်းကိုအသုံးပြုမှုနဲ့ပတ်သက်တဲ့ 가능성 ဖြစ်နိုင်ခြေကို 분석하기 위해서 분석ဆိုတာကတော့ခွဲခြမ်းစိတ်ဖြာဖို့အတွက်နံပါတ်3 새로운 신분 인증 방식에 အဲ့တော့အသစ်ထွက်ပေါ်လာတဲ့ 신분 인증 신분ဆိုတာကကိုယ်ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို 인증အတိမတ်ပြုတဲ့ 방식နီလန်းနဲ့ပတ်သက်ပြီးတော့ 설명하기 위해서 ရှင်းပြဖို့အတွက်နံပါတ်4 생체 인증 절차로ခေါ်တဲ့မိမိခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုအသုံးပြုပြီးတော့မှအတိမတ်ပြုတဲ့လုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်တဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့မှ 보완 체크 လို့ခေါ်တဲ့ပြုပိုမိုကောင်းမွန်လာအောင်လုပ်တဲ့မူဝါဒတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီမူဝါဒတွေမာရီယန်ချမှတ်ခြင်းနဲ့ပတ်သက်တဲ့필요성လို့ခေါ်တဲ့လိုအပ်ချက်တွေကို 강조하기 위해서 강조ဆိုတာကကျတော့သူကဒါအလေးနဲ့ထားပြောကြားလိုတဲ့အတွက်ကြောင့်ဟုတ်ပြီနော်ဆိုတော့ဒီထဲကနေပြီးတော့မှအဖြေမှန်ကိုရွေးကြည့်ပေးပါ저는 개인적으로 정답은 4번이라고 생각합니다. 오케이. now 마지막으로 50번. 위계의 내용과 같은 것을 고르십시오. namba 1. 국회에서 루터간이 비로마 생체 인증의 사용이 통과되었다. 생체 인증로 거래 칸하고 세이반이고 띠맛 똥뷰 비로마 띠맛뷰 니란이고 똥뷰 무 통과되었다. အတိမတ်ပြုသုံးပြုဖို့통과되었다သူကပထမဆုံးစာကြောင်းမှာရှိတယ်နော်지난 5월 전자사용법 개정안 လို့ခေါ်တဲ့ 개정안ဆိုတာကပြန်လဲပြုပြင်တာသူကမူလရှိပြီးသားဟာကို보완လုပ်တာဖြစ်တဲ့အတွက်သူကကြတော့စာယုံအသုံးပြုမှု통과ဖြစ်သွားတာမဟုတ်ဘဲနဲ့သူဒီပြန်လဲပြုပြင်ရေးဆွဲမှုနဲ့ပတ်သက်ပြီးတော့မှသူက통과လွတ်တော်ကနေပြီးတော့မှအတိမတ်ပြုလိုက်တာဖြစ်တယ်နော်နောက်နံပါတ်2 생물학적 특징 한 가지만으로 카나고의 이 비와비라야 투자제 특후레네 신원은 할 수 없다. 신원로 거래 고베두보와 피자온고 너 누가 identify 로로 띠마뷰로 메야바부. 그래서 알아서요. 레바이 마시레 사장리고 변비로 파비야메 신체에서 직접 정보를 추출하는 생체 인증은 지문 인식 소련 사장 B인 신분증이 필요 없다는 뜻이다. 차더 첼레디 까띠 mel로 앞으로 변해도 누가 알 수 있다는 뜻이에요. Now number 2. 생체 인증을 하면 다른 형태의 신분증을 필요가 없다. 그렇죠. 에러 카나고의 디 세이바인이고 똥뷰비로만 아디마 뷰라면서 차더 형태의 신분증은 필요가 없다. 그래서 또ဟိုအကယ်၍ပေါ့နော်တူစုံတယောက်တည်သွားပြီဆိုတဲ့အခါမှာအရင်တော့ဆိုလို့ရှိရင်ဘာနဲ့အတိမတ်ပြုလဲဆိုလို့ရှိရင်သူ့ခွဲချမ်းစိတ်ဖြာပြီးမှအသွေးမျိုးစားပြီးလို့ရှိရင်သူ့ရဲ့ဝတ်ထားတဲ့ဝင်စားစသဖြင့်ဒီအချက်တွေနဲ့အတိမတ်ပြုရတာခန္ဓာကိုယ်နဲ့ပဲတည်မယ်မှတ်ပုံတွေတစ်ခုကင်ထားရတဲ့ဒီလူလို့ပြောလို့မရဘူးလေနော်ဆိုတော့အဲ့ဒီကတ်တွေကတကယ်ပြောမှဆိုရင်ကတ်တွေထက်ဆိုင်ခန္ဓာကိုယ်အစိတ်ပိုင်းတွေမှာရှိနေထူးခြားတဲ့အချက်တွေကိုမှအသုံးပြုပြီးမှဒီသူကဘယ်သူဘဝဖြစ်ကြောင်းအတိမတ်ပြုမှာဖြစ်တဲ့အတွက်ဒီ다른 신분증이 필요가 없죠. Now number 2. 생체 인증 정보는 몸의 변화에 따라 칸하고의 병래무법만 라이비로만 계속 수정해야 되다. 미에남의 뷰비니야메
तू ကလေပိန်နာခဏကိုမှပိန်နာဝါတာရှိတယ်ဆိုတော့မျက်နှာတွေရဲ့ frame တို့နောက်မျက်လုံးမျက်ကြည်လွှာလက်ပွေရဒါတွေက तू ကပြောင်းလဲမှုမရှိတဲ့အပြင်လူတစ်ယောက်နဲ့တစ်ယောက်မှလည်းဒီတူညီနိုင်တဲ့အနေထားပေါ့နော်ခါလင်းဆောင်ဝင်좀 적다고 해야 돼요. နော်အဲ့တော့နဲတယ်မရှိတာတော့မဟုတ်ဘူးရှိတယ်ချို့ဆိုရင်အမွာတွေရုပ်တူနေတဲ့သူတွေဆိုလို့ရှိရင်တို့အဓိကမှတ်တဲ့ဒီ point လေးတွေပေါ့နော် point လေးတွေတူနေရင်face ID တွေမှာဆိုလို့ရှိရင်ပွင့်သွားတာမျိုးရှိကောင်းရှိနိုင်ပြီမဲ့လို့ဖြစ်နိုင်ချေကတော့နည်းနည်းလေးတော့နေတယ်နဲအဲဆိုလို့ရှိရင်အဲ့တော့မိမိတခြားကိုထင်တဲ့အဖြေလေးရှိတယ်ဆိုလို့ရှိရင်လည်းဒီ comment မှာဖြေပေးပါနော်감사합니다